အတန်တိမ်သွားလို့ဒီနေ့မှာတော့ချောင်းဆိုးတဲ့အခါချွဲတွေကတ်တာချွဲတွေကြက်တာကြုံလို့ကြတယ်မလားအဲ့ဒါနဲ့ပတ်သက်ပြီးဘာကြောင့်ချွဲတွေကတ်ရတာလဲဘာကြောင့်ချွဲတွေကြက်ရတာလဲအဲ့လိုဖြစ်ရင်ဘလို့ဆေးမျိုးရွေးသင့်တယ်လဲဆိုတာနဲ့ပတ်သက်ပြီးတော့ပြောပြပေးသွားပါမယ်ကျမကတော့မပွင့်ဖြိုးဝင်းပါဆေးဝါးပညာရှင်ဖာမစစ်တက်ဦးဖြစ်ပါတယ်ရှင်ဘာကြောင့်ချွဲကတ်တာလဲဘာကြောင့်ချွဲကြက်တာလဲဆိုတာကိုရှင်းပြလို့ရှိရင်ကျမတို့ရဲ့အသက်ရှူလမ်းကြောင်းအတွင်းမှာ goblet ဆေးတွေကနေပြီးတော့ mucus လို့ခေါ်တဲ့ချွဲတွေကိုထုတ်ပေးလေးရှိတယ်။ဘယ်ချိန်ဒီမှာထုတ်ပေးရလဲဆိုလို့ရှိရင်အပြင်ကဝင်လာတဲ့ဖုံမုန့်တွေပိုးမွားတွေကိုအသက်ရှူလမ်းကြောင်းကနေဒီအတွင်းပိုင်းတွေထိရောက်မသွားအောင် mucus တွေနဲ့ပေါင်းပြီးတော့ဖန်ထားလိုက်တဲ့သဘောပေါ့နော်။အဲ့ဒီကနေအပြင်ကိုပြန်ထုတ်ပေးလိုက်တာမျိုးပြောရလို့ရှိရင် mucus ကနေပြီးတော့ကာဝယ်ပေးတဲ့အလွှာတစ်ခုလိုမျိုးပေါ့နော်။ဒါကလည်းသဘာဝပဲဖြစ်တယ်။ကျမတို့ခန္ဓာကိုယ်ကအမြဲလှုပ်ပေးနေတဲ့ဖြစ်စဉ်တစ်ခုပဲဖြစ်ပါတယ်။ဒါပေမဲ့ပုံမှန်မဟုတ်တဲ့ infection တွေ virus တွေအမှုန်တွေဖုံတွေတို့allergy တွေတို့ဝင်လာတဲ့အခါမှာကာကွယ်ရမယ်ဆိုပြီးတော့ mucus တွေပုံမှန်ထက်ပိုပြီးတော့ထုတ်ပစ်လိုက်တယ်ပေါ့နော်အဲ့ဒီမှာချွဲတွေကပို့ပြီးတော့များလာတယ်အဲ့ဒီများလာတာတွေကဒီအသက်ရှူလမ်းကြောင်းမှာပဲစုပြုံနေတယ်ပေါ့နော်ချွဲတွေကလည်းပို့ပြီးတော့ပြစ်လာတော့ကြတော့တဘာဝအတိုင်းရှိနေတဲ့ဆီလီကာလေးတွေကချွဲတွေကိုတွန်းရွှေ့မပေးနိုင်တော့အဲ့ဒီမှာပို့ပြီးတော့ကျက်လာတယ်ပို့ပြီးတော့ကတ်လာတယ်အဲ့လိုမျိုးကတ်နေတဲ့ချွဲတွေကိုထုတ်ပစ်ဖို့ရအတွက်ခန္ဓာကိုယ်ကနေပြီးတော့ cause reflex ကို activate လုပ်လိုက်တယ်ပေါ့နော်တနည်းအားဖြင့်ဆိုလို့ရှိရင်တော့ချောင်းဆိုးပြီးတော့တွန်းထုတ်လိုက်တဲ့သဘောပဲဖြစ်ပါတယ်တကယ်တော့ချောင်းဆိုးရဲဆိုတာကယောဂမဟုတ်ဘူးပေါ့နော်ခန္ဓာကိုယ်ကချွဲတွေကိုထွက်အောင်တဘာဝအတိုင်းစူးစမ်းမှုတစ်ခုပဲဖြစ်ပါတယ်ချောင်းဆိုးပြီးတော့ချွဲတွေကတ်နေရင်အလုတ်တင်ဆုံးကတော့ရေများများတောက်ရပါမယ်ဒါအပြင်ချွဲတွေကိုကျဲသွားအောင်အဓိကလုပ်ပေးတဲ့ကာဗွန်16ပါတဲ့ဆေးရည်မျိုးတွေကိုတောက်ပေးလို့ရတယ်ပြစ်နေတဲ့ချွဲတွေကိုကျဲသွားခြင်းအပြင်ချွဲတွေကိုဟတ်ထုတ်ရလွယ်ကူသွားမယ်ပေါ့နော်ဒီနေရာမှာတခုသတိထားမှာကတော့အဲ့လိုမျိုးချွဲကတ်တာချွဲကြက်တာတွေကလူကြီးတွေဆိုလို့ရှိရင်တော့ပြောတတ်ပေမဲ့ပေါ့နော်ကလေးတွေဆိုလို့ရှိရင်မပြောတတ်တော့ကြတော့ပို့ပြီးတော့ဒုက္ခရောက်တတ်ပါတယ်ကာဗွန်16ပါတယ် Phyllomaxurus အရည်ဘူးတွေကိုကလေးဆိုလို့ရှိရင်အသက်2နှစ်ကနေစပြီးတော့တိုက်လို့ရတယ်တခါတလေလူကြီးတွေချောင်းဆိုလို့ရှိရင်ချောင်းစုပြောက်စီအရည်ကတောက်လို့ရလို့လားအရေးဆိုလို့ရှိရင်ကလေးပဲတောက်ရတာလားဆိုပြီးတော့အတွေးမှားတတ်ကြပါတယ်။လယ်မင်းမှာကြက်နေတဲ့ချွဲတွေကိုဒီလိုမျိုး Phyllomaxurus လိုမျိုးတောက်ပေးလိုက်မယ်ဆိုလို့ရှိရင်မြန်မြန်သက်သာစေပါတယ်။ Phyllomaxurus ရဲ့ကောင်းတဲ့အချက်တစ်ခုကအသက်ရှူလမ်းကြောင်းတစ်လျှောက်ရောင်ရမ်းနေတာတွေကိုသက်သာစေပြီးတော့မအိမ်ငိုက်ဘူးပေါ့နော်။ဒါကြောင့်အလုံများတဲ့လူကြီးတွေဆိုရင်တော်တော်လေးအဆင်ပြေတယ်။ဒီ Phyllomaxurus ထဲမှာပါတယ်ကာဗွန်16ဆိုတဲ့ဆေးကြောင့်မလို့အလုံးမလုံးနိုင်တာမျိုးတွေမဖြစ်တဲ့အတွက်ရေးရေးကြီးတောက်လို့ရတယ်တော်တော်များများဖြစ်လိရှိတယ်ညပိုင်းမှာအရန်ချောင်းနေဆိုးပြီးတော့ပေါ့နော်အိမ်မရတဲ့အခါမျိုးတွေမှာဒီလေပင်တစ်ဝိုက်မှာကတ်နေတဲ့ချွဲတွေကိုပျော်သွားဖို့ရအတွက်လေဒီလိုမျိုး Phyllomax အရည်မျိုးကိုတောက်ပေးလို့ရတယ်ဘယ်လိုတောက်ရမလဲဆိုရင်တစ်နေ့3ချိန်တောက်လို့ရတယ်ကလေးငယ်လေးတွေလာသားလေးတွေအတွက်ဆိုလို့ရှိရင်တော့ Phyllomax ကိုမှ Phyllomax kit ဆိုပြီးတော့လာတယ်ပေါ့နော်ဒါကကြတော့ရှေ့မှာပြောခဲ့သလိုပဲကလေး2နှစ်ကနေလူကြီးတွေအထိတောက်လို့ရတယ်အခုကာလမှာဈေးတွေဝယ်ရခက်တဲ့အချိန်မျိုးမှာဟိုးရင်ကလေးကလာတဲ့ဒီလိုမျိုးပေါ့နော်အရာသာကောင်းတဲ့ raspberry flavor လေးနဲ့ဆေးကောင်းလေးတစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့အခုလိုမျိုးရွေးချယ်ပြီးတော့လေအသေးစိတ်ပြောပြပေးလိုက်ရခြင်းပဲဖြစ်ပါတယ်ကဲဒီလောက်ဆိုလို့ရှိရင်တော့ချောင်းဆိုးတဲ့အခါမှာချွဲတွေကတ်တာချွဲတွေကြက်တာကဘာကြောင့်ဖြစ်ရတာလဲအဲ့လိုမျိုးဖြစ်တယ်ဆိုလို့ရှိရင်ဘလို့ဆေးမျိုးကိုတောက်ရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့သိသွားကြနိုင်မယ်လို့ယုံကြည်ပါတယ်ကိုယ်ပတ်ဝန်းကျင်ကသူတွေကိုလည်းပြန်လည်ဝေမျှဖို့ရအတွက်ဒီ post လေးကို share ပေးဖို့ရတောင်းဆိုချင်ပါတယ်အားလုံးပဲကျမ်းမာရှင်လန်းတဲ့နေ့ရက်လေးတွေပိုင်ဆိုင်နိုင်ကြပါစေရှင်